31 ရက် 10 လ 2025 တရက်တာနဲ့ပတ်သက်တဲ့တနေ့တာကဏ္ဍမလေးကိုဟောပြသွားမှာဖြစ်ပါတယ်စိတ်ကျဉ်းကျက်စရာစိတ်အနှောက်အယှက်ဖြစ်စရာပြဿနာလေးတွေကြုံရနိုင်တယ်ဒီပြဿနာတွေကနေရုန်းထွက်နိုင်ဖို့အဖြေရှာရမယ်အလှူဒန်းကိစ္စလေးတွေလုပ်ရတတ်တယ်ကိုလိုတာရဖို့ကိုယ့်ဘက်ကအရင်ပေးရတာမျိုးရှိမယ်ပတ်စံရသလောက်သုံးမလောက်ဖြစ်နေတတ်တယ်ကို့မှာရှိတဲ့ငွေကြေးဟာလောက်ငှမှုမရှိပဲဖြစ်နေတတ်တယ်ဒီနေ့အတွက်စောင်းရန်ရှောင်းရန်ဆိုတာထက်အတိပေးခြင်းတဲ့အရာကတော့အပြောအပါးနဲ့တန်ရုပ်ဆွေကိစ္စတွေကြောင့်ငွေကုန်မှာဖြစ်တယ်ဒါကြောင့်မလို့ကိုယ့်ဘက်ကငွေကုန်ကြေးကျနဲ့ပတ်သက်ပြီးစီစစ်နိုင်ဖို့လိုတယ်ကိုရှိနေတာလေးနဲ့လောက်ငှအောင်သာသုံးပါလောဘမကြီးပါနဲ့Lucky number နဲ့ Universe message ကိုဗီဒီယိုရဲ့အဆုံးသတ်မှာထည့်ပေးထားပါတယ်။တနေ့တာလုံးအစီအမံချုံပွေးကြပါစေ။ဗီဒီယိုကိုဆုံးတဲ့အထိကြည့်ပေးတဲ့အတွက်ကြောင့်မို့လို့အားလုံးကိုကျေးဇူးတင်ပါတယ်။